အန်နာဆာကိုကယ်တင်ခဲ့ပြန်တဲ့ရိုနယ်ဒိုအားလုံးပဲမင်္ဂလာပါခင်ဗျ Five Sport မြန်မာကနေကြိုဆိုလိုက်ပါတယ်ရိုနယ်ဒိုကတော့ပြီးခဲ့တဲ့နေ့ကအက်ရှာဘတ်နဲ့ကစားခဲ့တဲ့ပွဲမှာစွမ်းဆောင်ရင်ကောင်းကိုပြသခဲ့ပြီးနောက်ဆုံးမိနစ်ပယ်နတီဂိုးနဲ့အန်နာဆာကိုကယ်တင်လိုက်ပြန်ပါတယ်အန်နာဆာဒီပွဲမှာနိုင်မလို့ဖြစ်ခဲ့ပြီးမှနောက်ဆုံးမိနစ်မှာခြေပါကိုပေးရပြီးတရေကြမလို့ဖြစ်နေခဲ့ရတာပါမိနစ်60ပြည့်လို့နာကျင်အချိန်ပိုရောက်လာတဲ့အခါမှာတော့အန်နာဆာတို့ပယ်နတီရခဲ့ပြီးအဲ့ဒီပယ်နတီကိုရိုနယ်ဒိုကအမှားအယွင်းမရှိထိထိရောက်ရောက်ကန်သွင်းနိုင်ခဲ့ပါတယ်အန်နာဆာကစားသမားဘွားမှာရိုနယ်ဒိုကသူကန်သွင်းသမျှပယ်နတီတိုင်းဝင်အောင်သွင်းထားနိုင်ပြီးတလုံးမှတော့မလွဲသေးပါဘူးပယ်နတီကန်သွင်းတဲ့နေရာမှာသူကကောင်းကောင်းကြီးစွမ်းဆောင်ပြနိုင်သေးတာပါနိုင်ငံတကာပွဲတွေမတိုင်ခင်မှာအန်နာဆာအတွက်တောက်လျှောက်ဂိုးရင်သွင်းခဲ့တယ်လို့အခုလေပေါ်တူဂီကနေပြန်လာပြီးလီပွဲတွေကိုပြန်လဲစတော့လေရိုနယ်ဒိုကနောက်ဆုံးမိနစ်ပယ်နတီဂိုးနဲ့အသင်းကို2ဂိုး2ဂိုးနဲ့အနိုင်ရစေခဲ့ပါတယ်ရိုနယ်ဒိုရဲ့လီဂိုးကလည်း6ဂိုးအထိရှိလာခဲ့ပြီးရွှေဖနက်စုအတွက်ပါအခြေအနေကောင်းနေပါတယ်ဒီလိုပုံစံနဲ့ရိုနယ်ဒိုကပရိသတ်တွေကိုဆက်လက်ဖျော်ဖြေဖို့ရှိနေပါတယ်ရိုနယ်ဒိုတယောက်အသက်အရွယ်ကြီးလာနေတာတောင်အန်နာဆာအတွက်တော့တကယ်ကိုကယ်တင်ရှင်တယောက်ဖြစ်နေသေးပါပဲခင်ဗျာ